လေးလန့်ရင်ဘလို့အတန်ထွက်လဲအာမိန်းကလေးလန့်တဲ့ခါမှာအာမေဒိတ်အတန်ဟုတ်အာမေဒိတ်အာအမလီအာတခုပဲပြောအားလို့ပြောလိုက်တယ်ခုနဟုတ်အာအားပဲမအားတအားအကုန်အားလိုက်တော့အဖြေကဟာဘယ်ချိန်ကျရင်អော်တာလဲအားဆိုလန့်မှာပဲអော်တာပါဘလို့မလန့်တာလဲလို့ကြောက်လန့်ဘာကိုကြောက်သွားတာလဲလို့မသိဘူးမေးပြီနော်မိန်းကလေးလန့်ရင်တစ်သက်ထဲမှာဘလို့အတန်ထွက်လိုက်ဖျားဘာလန့်တာလဲထင်လဲအဲ့ဖျားဆိုတာဘာကိုလန့်ရင်ထွက်လဲတခုခုအဲ့လိုခလုတ်တိုက်တာတော့ပါတော့ဆိုခလုတ်တိုက်တာဖျားအဖြေကနံပါတ်1ကဲကိုပြန်ပေးဖြစ်မလားပေးဖြေလိုက်ပေးဖြစ်မယ်နေရာယူပါဟာမိန်းကလေးကြောင့်မသိဘူးလို့ထင်လို့လားမိန်းကလေးကြောင့်မသိဘူးလို့ထင်နေတာကြမ်းသိတယ်မလားသိတယ်နော်ဟုတ်တယ်နော်အေးစေးပါနော်ရီးသားဘယ်နေရာချဘူးလဲဆေးရဟုတ်ပြီအမေတိတ်အတန်လားမမေးရသေးဘူးအဲ့ဒါမမေးသေးဘူးသူကအဲ့ဒါပဲမေးကိုခဏထားလိုက်အောင်ဒီစကားအေးစေးပြောနေတာနော်အေးစေးပါရီးသားတွေပါချဘူးလားလို့ထားဘူးမထားဘူးထားတယ်မထားဘူးဟုတ်မိန်းကလေးမထားဘူးဟုတ်ပြီအေးစေးတော့ရှက်နေတာကြီးโอเคမေးပြီနော်ပတ်ဝန်းကျင်မှာမိန်းကလေးဆိုတော့ဘသူ့ကိုပြေးမြင်လဲအခုချိန်မှာဘသူ့ပြေးမြင်လဲအမားတွေပဲအမားတွေပြေးမြင်တယ်ဟာသူတို့လန့်ပြီးတော့ထအော်တာဘာအော်လဲတေးအမလေးဘယ်အခါကျရင်သူတို့အဲ့အတန်တွေထွက်လဲလန့်သွားလို့ရှိဘယ်ဟာကိုလန့်ရင်လဲ6လိုက်လို့ပါလို့အမလေးအဖြေကပါတယ်မိန်းကလေးတွေလန့်ရင်ထွက်တဲ့အတန်ပုတ်တော့ဘုတ်တော့သူရောက်လာအဲ့လိုអော်တာတွေ့ရလို့ပဲတွေ့တာဘုတ်တော့ဒီကနေ့ယောဂီဒိတ်တယ်ဒီလိုနဲ့မြင်လာလေအဖြေကဟုတ်ပြီအခုမိန်းကလေးဆိုတော့ငယ်တဲ့သူတွေဖြစ်နိုင်တယ်ကြီးတဲ့သူတွေဖြစ်နိုင်နော်ဟုတ်တယ်နော်မေးပြီနော်မိန်းကလေးလန့်ဘယ်လိုអော်လဲအမေတာအခုဘယ်သူအတွက်ဖြေလိုက်တာညီမအတွက်ဖြေညီမတခါတည်းအမေထអော်တယ်ဟုတ်ပြီသူဘယ်ချိန်ကလန့်လဲဘယ်ကိစ္စဆိုလန့်တာများလဲပြောတာအဖြေကနမအမေတာပါတယ်ဟုတ်ပြီနော်ဟုတ်ပြီโอเคနေဒီမှာနံပါတ်9နဲ့6တော့လွတ်နေတယ်နော်မိန်းကလေးတယောက်ယောက်လန့်သွားပြီထွက်တဲ့အတန်မြတ်စွာဘုရားမြတ်စွာဘုရားနဲ့မတူဘူးပေါ့โอเคလန့်တာဖြေကတခုပဲကြံတော့တယ်အရောက်တရားနော်ဘယ်လိုမျိုးအသက်အရွယ်လဲဆိုတာကိုတော့မှန်းလို့ရပြီထင်ပါတယ်နော်โอเคဖယားတို့မြတ်စွာဘုရားတို့ဗုဒ္ဓတို့အမေတို့နည်းနည်းအသက်ကြီးတဲ့သူများလားမသိဘူးနော်အရောက်တရားလေဟုတ်ပြီမေးပြီနော်ဖြေပြီနော်ဟမ်အဖေလမ်းလို့អော်တယ်အဖေတဲ့ဟုတ်ပြီဟမ်ဒီသားစုကြိုင်ပွဲပြန်ခလုတ်တိုက်ပြီးတော့အဖေအခုတော့အဖေဟုတ်ပြီကဲအခုဆိုရင်တခုတည်းလွတ်နေတာဟုတ်ဗာမိန်းကလေးလန့်ရင်អော်တဲ့အတန်ဗာအဖေကြားဘူးတာပြိတ္တကြီးအမေတော့ကြားဘူးတယ်နော်အဖေဆိုတတာတော့အဖြေကတခါပဲပါပြီကဲမိန်းကလေးလန့်ရင်អော်တဲ့အတန်တေးအမလေးပါပြီသွားပြီတန်ဟုတ်ပြီဟိုဘက်ကတန်နေလို့ရပြီမိန်းကလေးလန့်ရင်អော်တဲ့အတန်နေရတေးကဲတော့မူပါဘူးကဲတော့မူပါတွေ့ရမလား30စက္ကန့်နဲ့အမြန်မင်းပောက်ခဲ့ရထွက်လာအောင်မိန်းကလေးလန့်ရင်နဲ့អော်တဲ့အတန်ဆိုတော့ကဲတော့မူပါဘယ်ကိစ္စဘာပြင်းနေတာလဲရေနဲ့နေတို့ဘာလို့လဲအဖြေကဘာစဉ်းစားလိုက်လန့်ရင်អော်တဲ့အတန်ဟဲ့ပလုတ်တုတ်လန့်ရင်អော်တဲ့အတန်ပလုတ်တော့ဒါပဲလားဟဲ့ပလုတ်တုတ်
အော်ပုတ်ကြော့ရှိမယ်ပြီးတော့ တိတ်စမ်းပါ ဟဲ့သေစမ်းအားရလိုက်တာသူကလိုက်သေစမ်းဟောပတ်ဝန်းကျင်မှာကျွန်တော်တို့လေ့လာကြရင်အများကြီးနော်ဟောတယောက်တစ်ယောက်အမူအရာလေးမတူဟန်နဲ့ပန်နဲ့စကားပြောတာလုံးဝမတူဘူးနော်အဲ့ဒါလေးတွေကချစ်စရာကောင်းတာရှိတယ်တခါကြိုင်ဟုတ်ပြီကဲတစ်ခွဲလုံးကိုစားပြပြီးတော့ကက်ပတင်အဖြစ်ရမယ်လူအများဆုံးဖြစ်တဲ့အဖြစ်နံပါတ်5ဖြစ်ရမယ် maybe မိန်းကလေးလန့် help လုပ်တော့ နံပါတ်5 hit လုပ်တော့ဆိုရင်တော့ break that အဖြစ်ကဒီဘက်ကတခုတည်းလိုတာကိုဖြေလိုက်တာဖြစ်တဲ့အမှတ်200အပြည့်ရသွားပါပြီဖြစ်ပါတယ်အဲ့တော့အကျိတ်နဲ့ဖြစ်သွားပါပြီเนาะဟုတ်ပြီကဲအဲ့တော့နောက်ထပ်ကျွန်တော်မေးခွန်း